ကောင်မလေးကဂျိုသားရဲ့လက်မောင်းကိုကိုက်လိုက်တယ်ပြီးတော့ဒီအချိန်မှာပဲသူမရှိကကြောက်စရာကောင်းတဲ့ဂျိုသားဟာအသားနဲ့သွေးနဲ့တိဆောက်ထားတာပဲဆိုတာသူမနောက်ဆုံးမှာသဘောပေါက်သွားပါတယ်သူမရဲ့ခုခံမှုဟာအချင်းကြီးမဖြစ်ခဲ့ပါဘူးဒါကြောင့်သူမကအခွင့်အရေးကိုအရယူပြီးမိဖို့စီကိုအမြင်ပြေးသွားပါတယ်သူမကစုပွက်နေတဲ့ရေနွေးကိုယူပြီးဂျိုသားစီကိုတက်တက်ပစ်ပေါက်လိုက်ပါတယ်အဲ့ဒီအပူလောင်စေတဲ့အရေးဟာဂျိုသားရဲ့အရေးပြားကိုချက်ချင်းပဲလောင်ကျွမ်းသွားစေပါတယ်ပျက်စီးသွားတဲ့ဆဲတွေကိုအသေးအတန်ပြန်ပြုတ်ပြနေတယ်လို့မျိုးသူ့ရဲ့ခန္ဓာကိုယ်ဟာရုတ်တရက်ကျုံဝင်သွားပါတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးကတိတ်တဆိတ်နောက်ဆုတ်သွားပါတယ်သူမကတကားကိုဂယုတစိုက်ပိတ်လိုက်ပြီးလွန်မြောက်ဖို့အတွက်သတင်းပေါက်ကနေတွားထွက်ဖို့စူးစမ်းပါတယ်ဒါပေမဲ့သူမရဲ့ခေါင်းကိုအပြင်ထွက်လိုက်တဲ့ခိုက်တန့်မှာပဲသူမနောက်ကဂျိုသားကသူမကိုလှမ်းဆွဲပြီးနောက်ပြန်ဆောင်ဆွဲလိုက်ပါတယ်ဒါကိုမြင်တော့သူမကအပြင်းထန်ကန်ပစ်လိုက်ပြီးအကွာဝေးတစ်ခုရအောင်အနားကကျန်းတိုက်တန်ကိုအမြန်နှမ်းယူလိုက်တယ်ဒါပေမဲ့အဲ့ဒါကလုံးဝအလုံးမဖြစ်ပါဘူးဂျိုသားကကျန်းတိုက်တန်ကိုမျက်စိတမိတ်အတွင်းနှစ်ပိုင်းပိုင်းပစ်လိုက်ပါတယ်ဒီလိုမောက်မာတဲ့တတဝါကိုရင်ဆိုင်ရတဲ့အခါကောင်မလေးရဲ့ဒေါသဟာနောက်ဆုံးမှာပောက်ကွဲသွားပါတော့တယ်သူမအန်ကျိတ်ပြီးတက်တက်ဝင်တိုးလိုက်ကဂျိုသားကိုဘီရိုနဲ့စောင့်မိအောင်အားနဲ့တွန်းပစ်လိုက်ပါတယ်ဂျိုသားကဒေါသတကြီးအော်ဟစ်လိုက်ပါတယ်သူမကဘီရိုတကားကိုဝှေ့ရမ်းပြီးသူ့ရဲ့ခေါင်းကိုရိုက်ခွဲလိုက်တယ်ဒီလိုနဲ့တစ်ချက်တည်းတင်အပြတ်ရှင်းလိုက်နိုင်ပါတယ်ကြည့်ရတာခေါင်းကဂျိုသားရဲ့အားနည်းချက်ဖြစ်ပုံရပါတယ်အဲဒီနောက်မှာတော့သူမအိမ်ထဲကနေအမြန်ထွက်လာခဲ့ပြီးနောက်ဆုံးတော့ဘေးကင်းသွားပြီလို့ထင်နေခဲ့ပေမဲ့ရုတ်တရက်အမိုးပေါ်မှာအစင်းရင်ကွဲနဲ့တူတဲ့ဂျိုသားတတဝါတကောင်ပေါ်လာပါတယ်အခုတော့ကောင်မလေးလုံးဝထိတ်လန့်သွားပါပြီအဲ့ဒီတတဝါကတေဆုံးနေတဲ့သူ့အဖေကိုမြင်ပြီးသူမနောက်ကိုဒေါသတကြီးလိုက်လံပါတော့တယ်သူမကြောက်လန့်တကြားနဲ့ဝင်းတစ်ခုတည်းကိုထွက်ပြေးခဲ့ပါတယ်ဒါပေမဲ့အင်အားချင်းကွာခြားချက်ကတော့ကြီးမားလွန်းလာပါတယ်ဒီလိုပြင်းထန်တဲ့ဖိအားအောက်မှာသူမဟာပြန်လည်ခုခံဖို့စိတ်ကူးကိုတောင်ဆွတ်လွတ်လူနေပါဖြစ်သွားပါတယ်ကံကောင်းထောက်မစွာပဲလွတ်လန်းဆိုတာအမြဲရှိနေတတ်ပါတယ်သူမပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးအကြံတစ်ခုချက်ချင်းရသွားပါတယ်ဂျိုသားကတလန်းချင်းစီနီးကပ်လာတာနဲ့အမျှသူမကကားတစ်စီးရဲ့ဘေးနားစီကိုတဖြည်းဖြည်းရွှေ့သွားပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမမျှော်လင့်ထားတာတစ်ခုဖြစ်သွားပါတယ်အဲ့ဒီတတဝါကသူ့အလိုလိုချော်လဲသွားတာပါကောင်မလေးကအဲ့ဒီအခွင့်အရေးကိုသုံးပြီးကားထဲမှာပုံအောင်ဖို့စူးစမ်းပါတယ်ကံကောင်းစွာနဲ့ပဲအဲ့ဒီတတဝါရဲ့ခေါင်းကသတင်းပေါက်မှာညှက်သွားပါတယ်သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ဟာအဲ့ဒီကျင်းမြောင်းတဲ့နေရာမှာပိတ်မိသွားခဲ့ပါပြီထိတ်လန့်သွားတဲ့အဲ့ဒီတတဝါဟာရုန်းကန်ရင်းနဲ့စီတိုင်ကီကိုမတော်တဆဖောက်မိသွားပါတယ်ကောင်မလေးကဒါကိုမြင်ပြီးတစ်စက္ကန့်လေးတောင်မတွန့်ဆုတ်ပါဘူးသူမကမိချစ်ကိုထုတ်ပြီးစီးကြနေတဲ့တက်စီကိုမီးရှို့လိုက်ပါတယ်အခုတော့ပိတ်မိနေတဲ့တတဝါဟာလုံးဝယူသွတ်သွားပါပြီဒါပေမဲ့သူ့ခန္ဓာကိုယ်ကတော့ရုန်းထွက်လို့မရတော့ပါဘူးစက္ကန့်အနည်းငယ်အကြာမှာပဲကားကပြင်းထန်စွာပောက်ကွဲသွားပါတယ်ဂျိုသားကတော့နေရာမှာတင်တစားစီလွင့်စင်သွားပါတော့တယ်နောက်ဆုံးတော့ကောင်မလေးလည်းတက်ပြင်းချနိုင်သွားပါပြီဘေးကင်းဖို့အတွက်သူမဟာစင်ကြေဖုံးရက်ွက်စီကိုအမြန်ဥတီလိုက်ပါတယ်ဒါပေမဲ့တခြားဂျိုသားတွေကအဲ့ဒီမှာခြုံကိုတိုက်ခိုက်ဖို့ပြင်ဆင်ထားတာကိုသူမမသိခဲ့ပါဘူးထိတ်လန့်သွားတဲ့ကောင်မလေးကအရင်နီလန်းဟောင်းတိုင်းထပ်လုပ်ဖို့စူးစမ်းပေမဲ့နောက်တစ်စက္ကန့်မှာပဲပကံပြားပြန်ကလေးစားရောင်ကြီးကသူမကိုဆွဲတင်သွားပါတော့တယ်သူမပြန်နိုးလာတဲ့အခါမှာတော့သူမကိုဝိုင်းကြည့်နေတဲ့ဂျိုသားတွေရဲ့ဝန်းရံခြင်းကိုခံထားရပါတယ်အဲ့ဒီလိုစူးစမ်းစစ်ဆေးတဲ့အကြည့်တွေအောက်မှာကောင်မလေးဟာတကယ်ကိုကြောက်ရွံ့မှုတွေနဲ့ပြည့်နေနေပါတယ်ဒါပေမဲ့ဒီလိုအဆင့်မြင့်တဲ့ဂျိုသားတွေရဲ့ရှေ့မှာသူမလိုတင်းနေတဲ့သူတယောက်ဟာခုခံပိုင်ခွင့်မရှိဘူးဆိုတာသူမသိပါတယ်အဲ့ဒီနောက်မှာတော့ဂျိုသားကောင်းဆောင်ကသူမဘယ်လိုပြန်ပြီးခုခံခဲ့လဲဆိုတာကိုအလွန်စိတ်ဝင်စားသွားပါတယ်ခေါင်းဆောင်ကလက်ညှိုးတစ်ချောင်းကိုဖြည်းဖြည်းချင်းမြှောက်လိုက်ပြီးကောင်မလေးရဲ့နဖူးစီကိုချိန်ရွယ်လိုက်ပါတယ်ဒါဟာကြောက်စရာကောင်းတဲ့စမ်းသပ်မှုတစ်ခုခုကိုစတင်တော့မယ့်အတိုင်းပါပဲ